Hi ဘေးမှာရုံးမှာ Excel တွေသုံးပြီး data တွေရှာတဲ့အခါခေတ်ကုန်လာပြီဖြစ်တဲ့ဒီ lookup ကြီးကိုသုံးပြီးအချိန်ကုန်ခံနေရတော့မှာ formula ထဲမှာ column တွေလိုက်ယူနေရတာဇာတ်ကွက်ပြောင်းရင် error တွေတက်နေရတွေစိတ်ငင်းနေရင်အခုပဲအစ20ပုံမြန်တဲ့ Excel ရဲ့ဘရင် XLOOKUP သုံးတွေကို10မိနစ်အတွင်းပြသွားပေးမှာဖြစ်ပါတယ်တကယ်တော့ XLOOKUP ရဲ့ logic ကအရန်ရိုးရှင်းပါတယ်အချက်3ချက်ပဲမှတ်ထားပါတစ်ကဘာကိုရှာမှာလဲနံပါတ်2ကဘီနေရာမှာသွားရှာမှာလဲနံပါတ်3ကပြီးရင်ဘာအဖြစ်ကိုပြန်လိုချင်တာလဲ VLOOKUP တွေလို column တွေလိုက်ရည်နေကြမလို့တော့ပါဘူးကဲလက်တွေ့ပြအောင်ကျွန်တော်တို့ကလိုချင်တဲ့ ID ကိုကျွန်တော်ကကြီးနေရမှာ e-tab မှာကျွန်တော်ကထည့်မှာဖြစ်ပါတယ်ဒီ e-tab မှာကျွန်တော်ကလိုချင်တဲ့ ID ကိုထည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လိုချင်တဲ့ VLOOKUP ကိုမသုံးဘဲနဲ့ XLOOKUP ကိုသုံးမှာဖြစ်ပါတယ် XLOOKUP ကိုသုံးမယ်လိုချင်တဲ့ value ကိုကျွန်တော်ကဒီမှာကျွန်တော်ရှာချင်တဲ့ value ကိုကျွန်တော်က e-tab မှာထည့်မှာဆိုတော့ e-tab ကိုကျွန်တော်ရွှေ့လိုက်မှာပြီးတော့ဘယ်မှာသွားရှာမှာလဲအဲ ID ကိုရေးထားတဲ့ဟာက column A မှာဆိုတော့ column A ကိုကျွန်တော်ကဆက်လက်မှတ်လိုက်မှာပြီးတော့ငါတို့လိုချင်တဲ့အဖြေကဘာလိုချင်တာလဲနာမည်ကိုလိုချင်တဲ့အတွက်ကြောင့်နာမည်ရှိတဲ့ column က column B ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဟာကပြီးသွားပြီဒါကို enter ခေါက်လိုက်ကျွန်တော်အဖြေကိုကျွန်တော်ကကြည့်လို့ရမှာဖြစ်ပါတယ်ကဲအခုကျွန်တော်တို့ကကျွန်တော်လိုချင်တဲ့ဟာကိုကျွန်တော် VLOOKUP ကိုမသုံးဘဲနဲ့ XLOOKUP ကိုသုံးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒါကြောင့် equal to XLOOKUP ကိုရှာချင်တဲ့ value ကဒီ value ကိုကျွန်တော်ကဒီတန်ဖို့ဒီမှာရေးမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တန်ဖို့ရေးမှာဖြစ်တယ်အဲ့တော့လိုချင်တဲ့တန်ဖို့အဲ့ဒီမှာရေးမယ်ရှာချင်တဲ့ value က A column မှာကျွန်တော်ကသွားရှာမှာပြန်ရခြင်းတဲ့ value က B column မှာရှိတော့ B column ကိုရွေးလိုက်မယ်ပြီးရင် enter ခေါက်လိုက်မယ်ကျွန်တော်လိုချင်တဲ့ value ကိုဒီမှာရေးမယ်ဆိုတော့ကျွန်တော်က EMB 003လို့ရေးလိုက်မယ်အဲဆိုရင်လှလို့ပေါ်လာမှာဖြစ်ပါတယ်အကယ်လို့ကျွန်တော်တို့က EMB 003ကိုကျွန်တော်မလိုချင်ဘူး EMB 004လို့တည်ချင်တယ်ဆိုရင်4ကိုနှိပ်လိုက် automatic ပြောင်းတော့မှာဖြစ်ပါတယ်အဲ့လိုပဲ1ကိုလိုချင်တယ်ဆိုရင်1ကိုပြောင်းလိုက်တာ ਨੇ အဖြေကချက်ချင်းပြောင်းလဲတော့မှာဖြစ်ပါတယ် data တွေဘလောက်ပဲများစက္ကန့်ပိုင်းအတွင်းအဖြေကိုတန်းရမှာဖြစ်ပါတယ် VLOOKUP တွေလိုမျိုးရှုပ်ချက်တွေလည်းစဉ်းစားစရာမလိုတော့ပါဘူးဒီလိုမျိုး tips and tricks တွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့